အားလုံးမင်္ဂလာပါကျွန်တော်အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ကျွန်တော်တို့ပြောနေကြလူတော်လူကောင်းပေါ့တကယ်တော့ဒီနှစ်ခုကမတူဘူးနော်တော်ရာကတက်တဲ့ကောင်းတာကတက်တဲ့မတူဘူးဒီနှစ်ခုကအဲ့တော့လူတော်ရဲ့အားလုံးတည်လူကောင်းမဟုတ်တယ်လို့လူကောင်းရဲ့အားလုံးတည်လည်းပဲလူတော်မဖြစ်ခဲ့ကြဘူးအဲ့တော့တော်ဖို့ကလူတော်ဖြစ်ဖို့ကကြိုးစားရတယ်လူကောင်းဖြစ်ဖို့ကကျင်းယူမှရတယ်အချင်းချင်းရတယ်လူကောင်းဖြစ်ဖို့ကနော်အဲ့တော့တော်ရယ်လို့ပြောရင်ကျွန်တော်တို့ကအချက်နှစ်ချက်ပေါ်မှာကြည့်ပြီးတော့မှတော်ရယ်လူတော်လို့ပြောကြတယ်ဘာလဲဆိုရင်အသိပညာရယ်အတတ်ပညာရယ်နော်တီးတာရယ်တက်တာရယ်ဒီနှစ်ခုကိုပေါင်းဆက်ပြီးတော့မှအတိုင်းတာတစ်ခုထိနားလေသိရှိတက်ကြွလာတဲ့သူကိုကျွန်တော်တို့ကလူတော်လို့ပြောကြတယ်အဲ့တော့ကောင်းဖို့လူကောင်းဖြစ်ဖို့ကြတော့ကျွန်တော်ကကြိုးစားလို့မရဘူးအချင်းချင်းရတယ်နော်အချင်းချင်းရတယ်အဲ့တော့ဘာတွေကိုကျင့်ရမလဲဆိုရင်လောဘဒေါသမောဟတွေကိုနင်းတစ်ထက်နင်းလာအောင်ကျင့်ယူရတာဖြစ်တယ်အဲ့တော့လူကလောဘဒေါသမောဟတွေများလာလေလူတွေနဲ့ခိုင်းရင်ဖြစ်လေမိမိစိတ်တွေလည်းပဲပို့ပြီးတော့မှပူလောင်လာလေအဲ့တော့လောဘဒေါသမောဟတွေနင်းလေလူတွေနဲ့ပို့ပြီးတော့မှတင်းမြန်းလာလေမိမိစိတ်တွေလည်းပဲပို့ပြီးတော့မှအေးချမ်းလာလေအဲ့တော့ဒီလောဘဒေါသမောဟတွေကိုနိုင်တာကဖျားပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဖျားရဲ့အဆုံးအမဖျားရဲ့စကားတော်ဖျားရဲ့တရားဓမ္မတွေကိုနေ့စဉ်လက်တွေ့ဘဝအသက်တာထဲမှာလက်တွေ့ကြခံယူလိုက်နာကျင့်သုံးရတယ်ဆိုလိုချင်တာကဖျားပြောတဲ့စကားတော်အတိုင်းကျွန်တော်တို့ကအကျင့်ကျင့်ရတယ်နော်အဲ့တော့လူကောင်းဖြစ်ဖို့ဘာလို့ကျွန်တော်တို့ရဲ့ဒီတယောက်နဲ့တယောက်နော်အစင်မပြေမှုတွေတယောက်ခိုင်းရင်ဖြစ်ပွားတာတွေအကူလို့ကိုလို့ဒီမကောင်းတဲ့အရာမှန်သမျှကအခြေခံအဖြစ်ကလောဘဒေါသမောဟကနေပဲလာတယ်လောဘကျွန်တော်ကလူကောင်းလို့ပြောပြီးတော့မှလောဘဒေါသမောဟတွေကြီးတစ်ထက်ကြီးလာရင်အဲ့လူကလူကောင်းလို့ပြောလို့မရအဲ့လူအဲ့တော့လောဘဒေါသမောဟတွေနင်းလာလေလူတွေနဲ့ပို့ပြီးတော့မှတင်းမြန်းလာလေမိမိစိတ်တွေလည်းပဲပို့ပြီးတော့မှအေးချမ်းငြိမ်းချမ်းလာလေအဲ့တော့အဲ့လူတွေဖြစ်ဖို့အတွက်ဖခင်ရဲ့အဆုံးအမဖခင်ရဲ့တရားတော်ဖခင်ရဲ့စကားတော်ဖခင်ရဲ့တရားဓမ္မတွေကိုကျွန်တော်တို့ကဖခင်ပြောတဲ့အတိုင်းကျင့်ကြံအားထုတ်ဖို့လိုတယ်နော်အဲ့တော့ကြိုးစားလို့မရဘူးနော်လူကောင်းဖြစ်ဖို့ကဘာလို့ ရလဲဆိုရင်အကျဉ်းကျင့်ရတယ်အကျဉ်းကျင့်တာနဲ့ကြိုးစားနိုင်မတူဘူးနော်အဲ့တော့လူတော်ဖြစ်ဖို့ကတော့လွယ်တယ်နော်မတီးတာကိုတီးအောင်လုပ်တယ်မတက်တာကိုတက်အောင်သင်ယူတယ်ဒါဆိုရင်လူကောင်းဖြစ်သွားပြီအဲ့တော့လူတော်ဖြစ်သွားပြီလူကောင်းဖြစ်ဖို့ကြတော့နော်လက်တွေ့အချင်းချင်းရတယ်နော်လက်တွေ့အချင်းချင်းရတယ်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါကျလို့ရှိရင်လူတော်နဲ့လူကောင်းမှာအများစုကလူတော်ပဲဖြစ်ချင်ကြတယ်နော်မင်းဖားရလည်းပဲလူတော်ပဲဖြစ်စေချင်ကြတယ်လူတော်ဖြစ်ဖို့ပဲတောင်းပိုးတယ်လူတော်ဖြစ်ဖို့ပဲဦးစားပေးတယ်လူတော်ဖြစ်ဖို့ပဲတိုက်တွန်းတယ်လူကောင်းဖြစ်ဖို့ကတော့နောက်မှအဲ့တော့အခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့စာချစ်သူများကိုကျွန်တော်ကတိုက်တွန်းချင်တယ်တော်ဖို့တဲ့ကောင်းဖို့ကိုဦးစားပေးပါကျွန်တော်တို့ရဲ့ကဘာကြီးမှာလူတော်တွေအများကြီးရှိတယ်နော်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာလည်းပဲလူတော်တွေအများကြီးရှိတယ်ဒါပေမဲ့တိုင်းပြည်ကနော်တိုးတက်မလာဘူးနော်တိုးတက်မလာတဲ့အပြင်ကြားတစ်ထဲကြားလာတယ်အဲ့ဒါဘာကြောင့်လဲလူတော်တွေပဲရှိတယ်လူကောင်းတွေမရှိလို့နော်လူကောင်းတွေမရှိလို့အဓိကဒါပဲကိုယ့်အတွက်ပဲကြည့်တယ်ကိုယ့်သားသမီးအတွက်ပဲကြည့်တယ်ကိုယ့်ဇနီးအတွက်ကိုယ့်သားအတွက်ကိုယ့်သမီးအတွက်ကိုယ့်ဆွေမျိုးအတွက်နော်ကိုယ့်အတွက်ရသမျှကိုယ့်အတွက်ပဲကြည့်တယ်တပားသူအတွက်ဆိုတာခေါင်းထဲမှာမရှိဘူးစိတ်ထဲမှာမရှိဘူးနော်ကိုချင်းစာတရားဆိုတာမရှိဘူးစာနာမှုဆိုတာမရှိဘူး
နော်အကိုလုံးကကိုအတွက်ရသမျှအဲ့ဒါကြီးကအားလုံးရဲ့အချုပ်ချာကဘာလဲဆိုရင်လောဘဒေါသမောဟနော်ဒီအချက်၃ချက်နဲ့ပဲလာတာအဲ့တော့ဒီအချက်၃ချက်ကိုနိုင်တာကဖျားပဲရှိတယ်နော်ဖျားရဲ့အဆုံးအမအတိုင်းဖျားရဲ့စကားတော်တရားတော်ဓမ္မအတိုင်းကျွန်တော်တို့ကနှစ်စဉ်လက်တွေ့ဘဝမှာကျင့်ကြံဖို့လိုတယ်နော်ဒါမှလေကျွန်တော်တို့လူကောင်းဖြစ်မယ်အဲ့တော့အခုပြောချင်တာကတော်ဖို့တဲ့ကောင်းဖို့ကိုဦးစားပေးပါနော်ကိုယ့်ထက်တော်တဲ့လူကိုကြည်ပြီးတော့မှအားမကြပါနဲ့လို့တော့မပြောဘူးအားကြပါဒါပေမဲ့ကိုယ့်ထက်ကောင်းတဲ့လူကိုပို့ပြီးတော့မှအားကြတက်ဖို့လိုပါတယ်နော်မတော်လို့ဘာမှမဖြစ်ဘူးမကောင်းလို့ရှိရင်အဲ့လူကဘာမှတုံစားလို့မရတော့နော်ဘယ်နေရာမှတုံစားလို့မရတော့အခုလက်ရှိကျွန်တော်တို့ရဲ့တိုင်းပြည်ကိုပဲကြည့်နော်ကျွန်တော်တို့တိုင်းပြည်မှာလူတော်တွေအများကြီးရှိတယ်ဟုတ်ခေအဆက်လူတော်တွေအများကြီးရှိတယ်ဒါဆိုရင်ဘာကြောင့်တိုင်းပြည်ကဖွံ့ဖြိုးမလာတာလဲတိုးတက်မလာတာလဲနော်ကြားတဲ့အခုဆိုရင်မြောင်းလေးကိုရောက်နေပြီအထက်ကဘာကြောင့်လဲလူကောင်းတွေမရှိလို့တိုင်းပြည်ကိုဥဆောင်နေတဲ့သူတွေကနော်စိတ်ထားကောင်းတဲ့စိတ်ထားတွေမရှိဘူးစိတ်ထားကောင်းတွေမရှိဘူးစိတ်ကောင်းနှလုံးကောင်းတွေမရှိဘူးနော်အဲ့တော့ဒီတိုင်းပဲကဘာကြီးမှလည်းဒီတိုင်းပဲနော်ကဘာကြီးကိုဥဆောင်နေတဲ့လူတွေကစိတ်ကောင်းနှလုံးကောင်းရှိလာတဲ့သူတွေဥဆောင်လာတဲ့အခါကြလို့ရှိရင်ကဘာကြီးကပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင်မြင်တာယာဝပြောနေချင်းစပွဲကောင်းလာလိမ့်မယ်အဲ့တော့အဲ့လိုမဟုတ်ဘူးနော်ကိုယ့်အတွက်နော်တော်တယ်အရန်တော်တယ်ဒါပေမဲ့ကောင်းလားဆိုတော့မကောင်းဘူးနော်တော်တယ်နော်သူ့ရဲ့ကျွမ်းကျင်မှုအသိပညာနဲ့အသုံးချပြီးတော့မှသူ့အတွက်သူပဲလုပ်နေတယ်သူ့မိသားစုအတွက်ပဲသူလုပ်နေတယ်သူ့ဆွေမျိုးအတွက်ပဲသူလုပ်နေတယ်သူနဲ့နှိစက်ရအတွက်ပဲနော်လုပ်နေတယ်အများပြည်သူအတွက်ဆိုတာခေါင်းထဲမှာမရှိဘူးနှလုံးသားထဲမှာလည်းမရှိဘူးနော်အဲ့တော့အခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေတော်ဖို့တဲ့ကောင်းမှုကိုဦးစားပေးပါနော်တော်ဖို့တဲ့ကောင်းမှုကိုဦးစားပေးပါနော်အဲ့တော့တော်တယ်ဒါပေမဲ့နော်ကိုယ်မှာစိတ်ကောင်းနှလုံးကောင်းမရှိဘူးဟုတ်လားကောင်းမွန်တဲ့အကျဉ်းမရှိဘူးကောင်းမွန်တဲ့အတွေးခေါ်မှန်ကန်ကောင်းမွန်တဲ့နော်တရားရဲ့အတွေးခေါ်ခံယူချက်အယူအဆအကောလအသွေးသားထိမှာကိုယ့်ရဲ့အသွေးသားထိမှာကောင်းတဲ့ဟာမရှိဘူးဆိုရင်အဲ့လူကဘာမှလေနော်ဘာမှလေတုံးစားလို့ရမှာမဟုတ်အများအမြင်မှာကနော်သူများရဲ့အားကြစဖွေနော်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့နော်မိမိအတွင်းနှလုံးသားထိမှာမိမိရဲ့တမိုင်းမှာမိမိရဲ့အတိတ်မှာနော်မိမိရဲ့ဘဝထိမှာနော်ကတော့အငြင်းတန်းပူလောင်မှုတွေနော်အဲ့တော့ဒါကြောင့်မလို့လူတော်ဖြစ်ဖို့ကတော့အရန်လွယ်တယ်မသိတာကိုသိအောင်လုပ်မယ်မတက်တာကိုတက်အောင်သိယူမယ်ဒါဆိုရင်လူတော်ဖြစ်ပြီကောင်းဖို့ကကြတော့လူကောင်းဖြစ်ဖို့ကကြတော့ခက်တယ်ဘာကြောင့်ခက်တာလဲဆိုခုနပြောတယ်ဖခင်ရဲ့အဆုံးအမတရားတော်စကားတော်ကိုဖခင်ပြောထားတဲ့အတိုင်းကျွန်တော်တို့ကလက်တွေ့ကြနင်းစင်ဘဝမှာနာခံလိုက်နာကျင့်သုံးဖို့လိုတယ်နော်ဒါမှလေကျွန်တော်တို့ရဲ့နော်လောဘဒေါသမောဟတွေနင်းတစ်ထက်နင်းလာမယ်နော်ညအတွက်ဆိုတာစဉ်းစားတက်လာမယ်မြဝေချင်းဆိုတာချစ်ချင်းမြတ်တာကိုကျင့်စာတရားဆိုတာတစ်ပိတ်ဖြစ်နေကျွန်တော်တို့ကသဘောပေါက်လာတယ်နော်ပူလောင်မှုတွေရောနှင်းလာမယ်လူတွေနဲ့ခိုက်ရန်ဖြစ်ပွားမှုတွေမသိမြတ်ခြင်းတွေရောနှင်းလာမယ်အဲ့တော့နော်အခုပြန်ပြောရရင်လူတော်နဲ့လူကောင်းဒီနှစ်ခုကမတူဘူးလူတော်တော်တာကတက်တယ်ကောင်းတာကတက်တယ်နော်တော်ရဲဆိုတဲ့ဟာကအချက်နဲ့ချက်ပုံမှာကြည့်လို့ကျွန်တော်တို့တတ်မှတ်ခဲ့ကြတယ်တက်တာရဲ့တိတာရဲ့အသိပညာရဲ့အတတ်ပညာရဲ့ဒီနှစ်ခုကိုပေါင်းဆက်ပြီးတော့မှအတိုင်းအတာတစ်ခုထိနားလေသိရှိကျွမ်းကျင်လာတဲ့အခါမှာအဲ့လူကိုကျွန်တော်တို့ကလူတော်လို့ခေါ်ကြတယ်ကောင်းဖို့ကြတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝလက်တွေ့ဘဝမှာကိုယ့်ရဲ့အသက်ရှင်မှုတစ်ခုချင်းစီတိုင်းကိုကြည့်ပြီးတော့မှတတ်မှတ်ထားတာနော်လူကောင်းလို့တတ်မှတ်ရတဲ့နော်အချက်တွေကများတယ်နော်ကိုယ့်ရဲ့အပြောအဆိုအပြုအမူအနေအထိုင်အသွားအလာနော်လုပ်ရဲ့အကျဉ်းအကိုလုံးကိုပေါင်းဆက်ပြီးတော့မှပဲနော်အဲ့ဒီမှာတစ်ခုခုချိုးရင်းသွားရင်လူကောင်းဆိုတဲ့စင်းထဲမှာခင်ဗျပါမှာမဟုတ်တော့